ကျောင်းနေဖက်တငယ်ချင်းတွေဖက်နှက်ကျိုးမချီတက်တာကိုမြင်တော့ကောင်လေးကကူညီခြင်းစိတ်ပေါက်လာတယ်သူကခြေထောက်ပေါ်ဖြန်းလိုက်တာနဲ့ဖက်နှက်အဖြစ်ပြောင်းသွားမဲ့ထင်းယုံတင်ဖက်နှက်ကိုတီထွင်လိုက်ပါတယ်ဒါပေမဲ့ပြဿနာကအဲ့ဒီဖက်နှက်ကိုဘလို့ပြန်ချွတ်ရမလဲဆိုတာသူမစင်စားမိခဲ့ပါဘူးလူပုံအလဲမှာဖက်နှက်ကချွတ်လို့မရပဲအစီအစဉ်ကလုံးဝလွဲချော်သွားတဲ့အခါအားလုံးရဲ့လှောင်ရည်တန်တွေကြားတဲ့ကောင်လေးခန့်များအိမ်ပြန်လန်းတစ်လျှောက်ငိုကြွေးခဲ့ရရှာတယ်အိမ်ရောက်တော့လဲနီးမျိုးစုံနဲ့စူးစမ်းကြည့်ပေမဲ့မအောင်မြင်ပါဘူးနောက်ဆုံးစိတ်ပြက်လက်ပြက်နဲ့ကြောက်ခဲနဲ့ထူကြည့်တာတော့ဖက်နှက်ကမကြွခဲ့ပါဘူးသူ့ရဲ့ယုံကြည်ချက်တွေဝါသနာတွေအားလုံးပျောက်ဆုံးပြီးမျောလင်းချက်မဲ့နေတဲ့အချိန်မှာသူ့အမေရောက်လာခဲ့ပါတယ်အမေကသူ့ကိုအားပေးပါတယ်သိပ္ပံပညာရှင်တွေဝတ်တဲ့အကြည့်ဖြူလေးကိုပါလက်ဆောင်ပေးခဲ့တယ်တလောကလုံးကသားကိုတန်တရားဝင်နေပါစေအမေကတော့သားဘက်မှာအမြဲရှိနေမှာပါတဲ့ဒီစကားကပဲသူ့အတွက်ခွန်အားသစ်ဖြစ်စေခဲ့တယ်အဲ့ဒီနေ့ကစပြီးသူ့ကိုစူးစမ်းတယ်ရှေ့ဆက်ရမယ့်လမ်းကမလွယ်ကူခဲ့ပါဘူးညနာပေါ်တစ်ဆက်ချရုံနဲ့မုတ်စိတ်မွေးတွေပေါက်စေတဲ့အရေးပြန်တန်းဖို့စူးစမ်းတိုင်းပြတ်ကြတဲ့ပြန်လှုပ်ကားမြောက်တွေရဲ့အတွေးကိုဖက်လို့ရတဲ့ဆက်သူ့ရဲ့တီထွင်မှုတွေကရှုံးနိမ့်မှုတွေနဲ့ပဲအဆုံးသတ်နေခဲ့တယ်ရွာသားတွေကလည်းသူ့ကိုမြင်တိုင်းရေကြတယ်အားကိုးရအမေကလည်းမရှိတော့သလိုအဖေကလည်းသူ့ပေါ်ယုံကြည်မှုကုန်ဆုံးနေပြီဒါပေမဲ့သူအရှုံးမပေးခဲ့ပါဘူးရွာမှာစားစရာဆိုလို့စာရင်းကားပဲရှိတော့တဲ့အခါသူကရေကိုအစားအစာအဖြစ်ပြောင်းလဲပေးမဲ့ဆက်ကိုတီထွင်လိုက်တယ်ဆက်ကိုစမ်းတက်မောင်းနှင်ပြီးရေလောင်းထည့်လိုက်တဲ့အခါဟမ်ဘာဂါတစ်ခုလေထဲကနေထွက်ကြလာတယ်ဒါပေမဲ့အိမ်မှာမီးအားမနိုင်လို့စမ်းတက်မှုကထက်ပြက်ပြန်ပါတယ်သူကဆက်ကိုမြို့လေကောင်ကမီးအားလိုင်းနဲ့တွားချိတ်လိုက်တယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ရန်ကနေအစားအစာတိမ်တိုက်ကြီးတွေဖုံးလွှမ်းသွားပြီးဟမ်ဘာဂါတွေကြက်ကြော်တွေမိုးရွာသလိုတဖွဲဖွဲကျလာတယ်တရွာလုံးကပျော်ရွှင်သွားပြီးကောင်လေးကိုလည်းသူရဲကောင်းတယောက်လိုဝိုင်းဝန်းချီးကျူးကြတော့တာပေါ့ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုတွေရဲ့နောက်ွယ်မှာကြောက်စရာကောင်းတဲ့ဘေးအန္တရာယ်ကြီးတစ်ခုရောက်လာတော့မယ်ဆိုတာဘယ်သူမှမသိခဲ့ကြပါဘူး